နာနတ်သီးမှာဗီတာမင် C ကျွဲဝလို့ကိုခံအားကိုမြင့်တင်ပေးပြီးအစာချေစနစ်ကိုကောင်းမွန်စေတယ်။အသားတွေကိုလည်းကြည်လင်တောက်ပစေလို့အခုပဲစားလိုက်ရအောင်။စပစ်သီးမှာ antioxidants တွေကျွဲဝစွာပါဝင်လို့အသားရည်ကိုလှပစေပြီးနှလုံးကျန်းမာရေးကိုအထူးကောင်းမွန်စေတယ်။ဥနောက်စွမ်းရည်ကိုလည်းမြင့်တင်ပေးလို့နေတိုင်းစားပေးဖို့မမေ့နဲ့နော်။ cherry သီးမှာ antioxidant တွေကျွဲဝစွာပါဝင်လို့ခန္ဓာကိုယ်ရောင်ရမ်းမှုကိုလျော့ကျစေပြီးညဘက်မှာလည်းနှက်ချိုက်စွာအိပ်ပျော်စေပါတယ်။ကျန်းမာဖို့ cherry စားကြစို့ ငါက orange ပါ ငါက sun kiss ပါ ငါတို့ကအရေးရွှမ်းပြီးအရသာရှိတာချင်းတော့တူတယ်တို့နှစ်ယောက်ကိုမမှားကြပါနဲ့တော့နော် ။နေတိုင်းငှက်ပျောသီးတစ်လုံးစားပေးုံနဲ့နှလုံးကျန်းမာစေပြီးအစာချေစနစ်ကိုကောင်းမွန်စေတယ်။ကိုခံအားကိုလည်းတိုးမြင့်ပေးလို့အားရင်ပြည့်ဝစေဖို့အခုပဲစားလိုက်ရအောင်။ ဟေးငါ့ကိုစားဘူးလားငါက fiber များပြီးအစာအိမ်မှန်ကောင်းစေတယ်ကိုခံအားလည်းတိုးစေတယ်နော်နေတိုင်းတစ်လုံးစားလိုက်ပါဖော့ တရက်သီးမှာအမြင့်တက်တဲ့ဗီတာမင် A ကျွဲဝလို့အစာချေစနစ်ကိုကောင်းမွန်စေုံတင်မကပဲအမြင့်အာရုံကိုလည်းကြည်လင်စေပါတယ်။ကျန်းမာဖို့တရက်သီးစားပေးရအောင်။ စတော်ဘယ်ရီသီးမှာဗီတာမင် C ကျွဲဝစွာပါဝင်လို့ကိုခံအားကိုကောင်းမွန်စေုံတင်မကပဲအသားတွေကိုလည်းကြည်လင်ဝန်းပါစေပါတယ်။ကျန်းမာလက်ပဖို့နေတိုင်းစားပေးရအောင်။ တခွားသီးမှာရေဓာတ်65%ကျော်ပါဝင်လို့ခန္ဓာကိုယ်ကိုလန်းဆန်းစေပြီးအသားရည်ကိုစိုပြေစေတယ်။ဝိတ်ချနေသူတွေအတွက်လည်းအထူးသင့်တော်လို့အခုပဲစားလိုက်ပါအောင် အခုလိုမျိုးအသီးနှံပေါင်းစုံကိုစားပေးခြင်းဖြင့်ကျန်းမာခြင်းရဲ့ရလည်ကိုအမြန်ဆုံးသိရှိလာစေဖို့အတွက်အခုလိုမျိုးဗဟုသုတရစေမယ့် channel လေးကို like and subscribe လုပ်ခဲ့ကြဖို့မမေ့နဲ့နော်